မင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလေယာခွတ်ကုံပဲမျိုးစုံရဲ့အတိကဈေးကွက်ကြီးဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ပြည်ပပဲမျိုးစုံတင်သွင်းမှုကဘာတွေထူးခြားနေလဲဆိုတာကိုပြောပြပေးသွားမှာပါပြီးခဲ့တဲ့2025-26 ဘဏ္ဍာနှစ်17လတာအတွင်းအိန္ဒိယနိုင်ငံကဘယ်ပဲအမျိုးအစားတွေကိုအဝယ်လိုက်ပြီးဘယ်ပဲတွေကိုတော့အဝယ်နေသွားသလဲဆိုတာကြည့်အောင်ပါဗျာအိန္ဒိယနိုင်ငံဟာကလပဲကိုအရင်နှစ်ကတန်ချိန်12သိန်းထိသွင်းခဲ့ပေမဲ့ဒီနှစ်မှာတော့တန်ချိန်8သိန်းကျော်ပဲတင်သွင်းခဲ့ပါတယ်ကလပဲကိုဩစတြေးလျနဲ့တန်ဇန်နီးယားနိုင်ငံတွေစီကအဝယ်များပြီးမြန်မာပါဝင်တခြားနိုင်ငံတွေစီကလည်းနည်းနည်းပါးပါးဝယ်လေးရှိပါတယ်ပဲရစာကိုတော့အရင်နှစ်ကတန်ချိန်10သိန်းကျော်တင်သွင်းခဲ့ရကနေဒီနှစ်မှာတော့တန်ချိန်9သိန်း9000ကျော်ကိုနည်းနည်းလျော့သွားပါတယ်ဩစတြေးလျနဲ့ကနေဒါကတော့အိန္ဒိယကိုပဲရစာအများဆုံးတင်ပို့ရောင်းချနေသူတွေဖြစ်ပါတယ်ပဲဝါလေးတွေတင်သွင်းမှုကလည်းအများကြီးကျော်သွားပါတယ်အရင်နှစ်ကတန်ချိန်30ကျော်ထိတင်သွင်းခဲ့ရကနေအခုတန်ချိန်10သိန်းကျော်သာရှိလို့ခေါက်ချိုးလောက်ထိရော့ကျသွားတာတွေ့ရပါတယ်အိန္ဒိယဟာပဲဝါလေးတွေကိုကနေဒါနဲ့ရုရှားစီကနေအဓိကသွင်းနေတာဖြစ်ပါတယ်အိန္ဒိယအနေနဲ့အဲ့ဒီပဲအမျိုးအစားတွေကိုတင်သွင်းမှုညော့နေသွားပြီမဲ့မက်ပဲစင်းကုန်တွေကိုတော့တင်သွင်းမှုတိတိတသာကြီးတိုးလာပါတယ်မက်ပဲဆိုရင်အရင်နှစ်ကတန်ချိန်9သိန်းခွဲလောက်ပဲတင်သွင်းခဲ့ပေမဲ့ဒီနှစ်မှာတန်ချိန်9သိန်း9000ကျော်ထိတင်သွင်းထားပါတယ်အဲ့ဒီထဲမှာမြန်မာနိုင်ငံကတန်ချိန်9သိန်း2000ကျော်နဲ့အိန္ဒိယကိုအများဆုံးတင်ပို့ထားပြီးဘရာဇီးကတော့ဒုတိယအများဆုံးတင်ပို့ထားပါတယ်အိန္ဒိယဟာမှတ်ပဲအပြင်ပဲစင်းကုန်ကိုလည်းအဝယ်များလာပါတယ်အရင်နှစ်ကတန်ချိန်12သိန်းကြီးပါတင်သွင်းခဲ့ရကနေအခုတန်ချိန်14သိန်းဝန်းကျင်ထိတိုးမြင့်တင်သွင်းလာပါတယ်ပဲစင်းကုန်ကိုမိုဇမ်ဘစ်နဲ့တန်ဇာနီးယားတို့ကအများဆုံးတင်ပို့နေပြီးမြန်မာနိုင်ငံကတော့တန်ချိန်3သိန်း3000ကျော်နဲ့တတိယအများဆုံးတင်ပို့ထားပါတယ်ခြုံငုံပြောရရင်အိန္ဒိယဟာကလပ်ပဲနဲ့ပဲဝါလေးတင်သွင်းမှုကိုရှော့ချလိုက်ပေမဲ့မတ်ပဲနဲ့ပဲစင်းကုန်ကိုတော့အရင်နှစ်ထက်ပိုပြီးဝယ်ယူတင်သွင်းနေတာကိုတွေ့ရပါတယ်။ဒါပြင်အိန္ဒိယအစိုးရဟာမတ်ပဲစင်းကုန်အခွန်လွတ်တင်သွင်းခွင့်ကိုနောက်နှစ်မတ်လကုန်ထိတက်တန်းတိုးမြှင့်ခဲ့ပြီးမြန်မာနဲ့အိန္ဒိယကြားနှစ်စဉ်မတ်ပဲတန်ချိန်2သိန်းခွဲနဲ့ပဲစင်းကုန်တန်ချိန်3သိန်းကိုနောက်ထပ်9နှစ်အထိတင်ပို့နိုင်မဲ့နားလည်မှုစာချွန်လာကိုလေတက်တန်းတိုးခဲ့ပါတယ်။အိန္ဒိယမှာဒီနှစ်တီးနှံရာသီအတွင်းမက်ပဲစိုက်ပျိုးထုတ်လုပ်မှုကမနစ်ကနဲ့ရှိရင်9%ကျော်ကျဆင်းမဲ့အလားအလာရှိနေပြီးပဲစင်းကုန်းထုတ်လုပ်မှုကလည်းမနစ်ကထက်အနည်းငယ်လျော့ကျမဲ့ခံမှန်းချက်တွေထုတ်ပြန်ထားတာကြောင့်ဒီနှစ်မှာလည်းအိန္ဒိယအနေနဲ့မက်ပဲစင်းကုန်းတွေကိုလိုအပ်ချက်ဆက်များနေအောင်မယ်လို့အသုံးသက်ရပါတယ်အခုတင်ပြတဲ့သတင်းအချက်အလက်တွေကမြန်မာပဲကုန်တယ်တွေနဲ့ပဲစိုက်တောင်သူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းထူးခြားတဲ့စီးပွားရေးသတင်းတွေကိုလည်းကျွန်တော်တို့ Market Beat Channel ကနေတင်ဆက်ပေးမှာမို့ Subscribe လုပ်ထားစီကြပါတယ်သတင်းကြည့်ရှုနားထောင်သူအားလုံးကိုကျေးဇူးတင်ပါတယ်